မရပြိုင်စကားကိုမကောင်းဘူးမကြည့်ကြနဲ့လို့ပြောကြတယ်နော်လူတွေတကယ်တမ်းကျတော့ဒီရုပ်ရှင်စကားကတော့ဒါကောင်းပါတယ်နော်မရပြိုင်စကားမှာဆိုရင်တိုင်ဝမ်မီမီကိုမိုးရေကိုစတဲ့တရုပ်ဆောင်ပေါင်းများစွာကပါဝင်ထားပါတယ်ဒီစကားရဲ့ဆဆရှေ opening စေဖြစ်တဲ့2015မတိုင်ခင်ကာလဆိုပြီးတော့ဒါဇက်ကိုဒါအချိန်ကာလတစ်ခုတည်းနဲ့ဒါတည်ထားပါတယ်ဘာလို့လဲဆိုတော့ဒီစကားကတော့ဒါ2015ကတည်ရတာကသူတို့ဒါမြန်မာပြည်ရဲ့ဒါဥပဒေမှာရှိပါတယ်နော်ဒါအမျိုးသားတစ်ယောက်ကိုဒါအမျိုးသမီး2ယောက်ယူလို့မရပါဘူးနော်အမျိုးသားတစ်ယောက်ကအမျိုးသမီး1ယောက်တည်းကိုပဲဒါယူရပါမယ်နော်ဒီဥပဒေလည်းညှိစွန်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ2015ပတိုင်ခေတ်ကာလဆိုပြီးတော့လူတွေကိုသိအောင်ဒါပြပြထားတာဖြစ်ပါတယ်ဒီလိုမျိုးဒါစာတမ်းမထုတ်ထားဘူးဆိုရင်လူတွေကတော့ဒါဝေဖန်ခံရနိုင်ပါတယ်နော်ထိုးထားတဲ့အတွက်ကြောင့်မတော်တော်လေးကိုဒါအဆင်ပြေသွားပါတယ်နော်တချို့လည်းဒါမသိတဲ့သူလည်းဒါရှိကောင်းရှိနိုင်ပါတယ်ဒီဇက်ကားကိုကြည့်မယ်ဆိုရင်အရင်ဆုံး trailer အစဆုံးကိုတေချာလေးအရင်ကြည့်ပြီးမှဒီဇက်ကားကိုကြည့်စေရှင်ပါတယ်နော် trailer ကတော့ဒါသူတို့ဇလန်းရဲ့ဒါနမူနာအမီလေးကိုဒါရှင်းပြပေးထားတာဖြစ်ပါတယ်ဒီဇက်လန်းမှာဘာတွေပါဝင်မယ်ဘယ်လိုမျိုးတွေဖြစ်ပျက်သွားမယ်ဘယ်လိုမျိုးတွေဒါလူတွေကိုစိတ်ဝင်စားအောင်ဒါအမီလေးနဲ့ပြထားမယ်ပေါ့ဒါတွေအားလုံးဒါကြည့်ပြီးမှဒါရုပ်ရှင်ကိုဒါကြည့်စေရှင်ပါတယ်အဲ့ဒီမှာကိုကဆဆရှဲဒါ opening scene ကိုဒါစပြီးတော့တွေ့ရပါလိမ့်မယ်တိုင်ဝမ်ရဲ့မီမီကိုဒါဂရေဘောတခန်းတဲ့အခန်းကစပြီးတော့ဒါဇလန်းကိုစပြီးတော့တည်ထားပါတယ်သူကတော့ဒါဇလန်းရဲ့အစတော့လုံးဝမဟုတ်ပါဘူးเนาะဒါ opening scene ပေါ့လူကိုပို့ပြီးတော့ဒါစိတ်ဝင်စားမှုဖြစ်အောင်ဒါထည့်ထားတာဖြစ်ပါတယ်เนาะဒီ opening scene ကတော့ဒါဇက်ကားတစ်ခုလုံးရဲ့ဒါတစ်စိတ်တစ်ပိုင်းနဲ့ဒါဆက်ဆက်မှုရှိပါတယ်เนาะသူတို့ကဘာလို့ဒါတကယ်တည်းအတူတူရှိနေတာလဲတိုင်ဝမ်နဲ့ဒါမီမီကိုကဘယ်လိုမျိုးပတ်သက်မှုရရှိနေတာလဲသူတို့အတိတ်ကဘယ်လိုမျိုးတွေရှိခဲ့ကြတာလဲအခုလက်ရှိမှာလဲဘယ်လိုမျိုးတွေဖြစ်နေလဲဆိုတာဒါနောက်ဒါအခန်းထဲမှာသူကတစ်ခုပြီးတစ်ခုဒါရှင်းပြပေးထားတယ်ဒါကြည့်ရတဲ့သူတွေကိုမပြေးရအောင်ဒါသူတို့ဒါရှင်းပြပေးထားတယ်ဒါရိုက်ကူးထားပါတယ်တိုင်ဝမ်ရဲ့မိုးရေကိုရဲ့သူတို့ရဲ့ပတ်သက်မှုတွေတိုင်ဝမ်ရဲ့မီမီကိုရဲ့သူတို့ရဲ့ပတ်သက်မှုရဲ့ပြီးတော့ဒါမီမီကိုနဲ့မိုးရေကိုသူတို့နှစ်ယောက်ဒါပြိုင်မှုတွေပေါ့ဘယ်လိုမျိုးတွေရှိလဲဆိုတာဒါပြောပြပေးထားတယ်တေချာလေးဒါလူတွေကိုဒါနားလဲအောင်မြင်တာအောင်ဒါတေချာလေးရက်ကူးထားတာတော်တော်လေးကိုဒါသဘောကျပါတယ်ဒါလူတွေကြာကြည့်ရတာဒါနားလဲနိုင်တဲ့အဆင့်တော့ရှိပါတယ်နော်ဒီစကားမှာပါဝေတဲ့ဒါတရုပ်ဆောင်တွေအားလုံးကဒါတကယ်ကိုကောင်းကြပါတယ်နော်ဒီစကားမှာပါဝေတဲ့တရုပ်ဆောင်တွေကတော့ပင်ပန်းနဲ့ကြိုးဆာတေချာလေးဒါတရုပ်ဆောင်ထားတာလည်းတွေ့ရပါတယ်နော်ဒါစိတ်ကိုနှိပ်ပြီးတော့အားတက်မန်တက်တေချာလေးလှုပ်ထားတာတကယ်ကိုဒါရှိကျူးပါတယ်တိုင်ဝမ်ဆိုရင်လည်းအရင်ကစကားတွေထက်တော့ပိုပြီးတော့ဒါကောင်းပါတယ်နော်တကယ်ကိုဒါသူ့ရဲ့ဒါဇက်ကောင်ထဲကဒါဇရိုက်လက္ခဏာသူ့ရဲ့ဒါအင်တာနက်အသွေးစိတ်ဒါတေချာလေးကိုဒါနားလည်ထားတယ်သူတို့ရဲ့ဒါအပြုတ်မှု behavior စတေချာလေးဒါနားလည်အောင်သိအောင်လုပ်ထားတယ်တေချာလေးဒါတရုပ်ဆောင်ထားတယ်သူ့ကိုဒါပြုစားခံရတယ်တယောက်ကဒါအောက်လန်းနဲ့ဒါပြုစားခံရတယ်လူတွေကဘယ်လိုမျိုးတွေဒါစိတ်ဖြစ်သွားတယ်ဘယ်လိုမျိုးအမူအရာတွေဖြစ်သွားလဲဒါတေချာလေးသူတို့နားလည်တယ်လို့ပြောလို့ရတယ်ဒါရင်နားလည်မှမယ်သူတို့ကဒါတရုပ်ဆောင်နိုင်တာဖြစ်ပါတယ်နော်သူတို့ရှင်တော့တကယ်ခံစားရအောင်တေချာလေးလုပ်ရတယ်တကယ်ကိုဒါမှုတွေဒါအပြည့်ထည့်ရတယ်တချို့တို့ဆိုရင်မတ်တက်အန်တေဆိုပြီးတချို့ခေါ်ကြရှိရတယ်ဒါမတ်တက်အန်တေတချို့ထက်သုံးကြတယ်တကယ်ကိုကတခြားသူတယောက်အနေနဲ့ဒါနေကြည့်တာပေါ့တခြားသူရဲ့စိတ်အရှင်တွေတိုင်းနေကြည့်တယ်တခြားသူရဲ့အပြုအမူတိုင်းတရှင်နေကြည့်တယ်တကယ်လိုမျိုးနဲ့တခြားသူရဲ့ပုံစံအတိုင်းဒါဖြစ်နေတာပေါ့တိုင်ဝမ်မဟုတ်တော့ဘဲနဲ့တခြားသူဒါဇက်ကောင်အနေနဲ့ဇက်ကောင်ရဲ့အတွင်းထဲကနေဒါရှိနေတာပေါ့မီမီကိုဆိုရင်လဲသူဒါအောက်လိုင်းအနေနဲ့လည်းဒါတုံးတာရှိတယ်သူအောက်လိုင်းတုံးတာကလည်းတကယ်ကိုဒါတေချာလေးလေ့လာထားတာတွေ့ရပါတယ်နော်အောက်လိုင်းတွေကဘယ်လိုမျိုးတွေတုံးတယ်ဒါသူတို့ရဲ့စိတ်အရှင်တွေကဘယ်လိုမျိုးတွေရှိတယ်သူတို့ရဲ့ဒါ physical ပြုမှုတွေရတယ်ဘယ်လိုမျိုးတွေရှိတယ်ဒါမျက်လုံးမျက်နှာပေးဒါအစအကုန်လုံးဒါပြည်ပြင်းပါတယ်နော်ပြီးတော့ဒါလူတွေကိုရေထဲထိရအောင်ဒါခံစားအောင်လက်တခြားလေးဒါလုံနိုင်တာတွေ့ရတယ်နော်လူတက်ဖြစ်ဒါနောက်ဆုံးဒါဇက်သိန်းအခန်းကတော့တော်တော်လေးကိုဒါရမ်းကောင်းပါတယ်နော်မီမီကိုရဲ့ဒါနောက်ဆုံးသူ့ရဲ့ဒါဘဝအပြောင်းလဲအရှင်တွေတမျိုးပေါ့အဲ့တော့ဒါပြောပြပေးလို့မရပါဘူးเนาะပြောပြတယ်ဆိုရင်ဒီဇက်ကားကိုဒါကြီးကြတော့မှလည်းမဟုတ်တော့ပါဘူးတော်တော်လေးကိုဒါအကြီးမားဆုံး changes ပြောင်းလဲမှုတစ်ခုဖြစ်သွားတယ်ဒါနောက်ဆုံးမှာပေါ့တချို့လူတွေကလည်းဒါခတ်မဲကြမှာပါเนาะတကယ်ခတ်မဲတာလည်းဒါမှန်ပါမှာเนาะတခြားဒါမြန်မာရုပ်ရှင်စကားတွေအထက်ကအတိုင်းပဲမြင်နေကြဒါနောက်ဆုံးဒါဇက်ခန်းထဲကအတိုင်းပေါ့ဒီအောက်လန်တုံးတဲ့သူတွေဒါနောက်ဆုံးဖြစ်ပျက်သွားတဲ့ဒါအရှင်တွေပေါ့သူကတော့ဒါတေးမယ်မတေးတခုခု
ဖြစ်မယ်ပေါ့မိုးရေကိုဆိုရင်လည်းဒါသူ့ရဲ့ဒါမျိုးသားဖြစ်တဲ့တိုင်ဝိုကိုဒါရှစ်ခေတာတွေသူ့ကိုဒါတီးခတ်နားလည်ပေးတာတွေတိုင်ဝိုကမမီကိုနဲ့လည်းဒါဖောက်ပြန်နေတာကိုလည်းဒါနားလည်ပေးတယ်တီးခတ်ပေးတယ်သူကဘာမှဆိုဒါကောင်းပေးတာပေါ့ဒါလည်းဒါဒီစကားမှာတော်တော်လေးကိုဒါမြင်တွေ့ရပါတယ်နော်အစာနာနားလည်စိတ်အတာရှိတဲ့သူပေါ့သူ့ရဲ့ဒါယောက်ျားကိုတော်တော်လေးကိုဒါရှစ်မြတ်နိုးတာကိုတကယ်ကိုဒါပေါ်နေပါတယ်နော်နောက်တစ်ယောက်ကတော့ဒါဦးစော်ဦးပေါ့အကယ်ဒမီဦးစော်ဦးဆိုရင်လည်းတကယ်ကိုဝါရေးတရုပ်ဆောင်ပြီးတကယ်ကိုအရန်ကောင်းပါတယ်သူကတော့တန်ဟိုရဲ့ဒါအဖိုးနေရတစ်စေးဒါတရုပ်ဆောင်ထားတာပါသူကတော့ဇက်ပို့ပေါ့သူကဒါတိုင်ဝိုနဲ့ဒါမီမီကိုရဲ့ဒါမိုးရေကိုရဲ့ဂျားတဲ့ကဒါဇက်ပို့ပေးတဲ့သူတယောက်ဖြစ်ပါတယ်အဓိကဖြစ်ဒီသူတို့ကိုဒါကူညီပေးတဲ့သူတယောက်အနေနဲ့ပေါ့သူတို့ရဲ့ဒါအနားမှာဒါရှိနေပေးတဲ့သူတယောက်ပါဒါပေမဲ့သူကတော့ဒီတန်ဝိုရဲ့မီမီကိုရဲ့မိုးရေကသူတို့ဂျားကဖြစ်ဖြစ်ကိုသူတို့ကဒါကြိုတိနေတယ်လို့မျိုးဒါတခုခုဒါပုံကိုတယောက်လို့လည်းဒါထင်မိတယ်ဒါကြည့်ရတဲ့သူတွေကတော့ဒါပေမဲ့ဒီဦးစောဦးရဲ့အကြောင်းကိုဒီစကားမှာတေချာလေးကတိတာအောင်ဒါမပြောပြထားပါဘူးเนาะနောက်ပြီးတော့မီမီကိုရဲ့အမေဒီအောက်လန်းဆရာမကလည်းဒါတေချာလေးဒါစကလန်ထဲမှာဒါတေချာလေးဒါရှင်းပြပေးထားတာတွေ့ရတယ်ဒီမီမီကိုရဲ့ဒါအောက်လန်းဆရာမကတော့ဘယ်လိုမျိုးစားလဲသူကတော့အသိမှာဘယ်လိုမျိုးတွေဖြစ်ခဲ့တာလဲသူကဘာကြောင့်တေရတာလဲဆိုတာလေးကိုဒါတေချာလေးဒါပြပေးထားတယ်အောက်လိုင်းပညာနဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးကိုဒါသိလာရပါတယ်เนาะဒီအောက်လိုင်းပညာကိုသူတို့ကဘယ်လိုမျိုးတွေဖန်တီးထားတယ်ဒါဘယ်လိုမျိုးတွေလုပ်ကြတယ်လူတွေဘယ်လိုမျိုးပြုစားကြလဲဆိုတာလည်းတေချာလေးကိုဒါနားလည်သိရှိလာပါတယ်မီမီကိုကလည်းသူ့ရဲ့အမေရဲ့ဒါအောက်လိုင်းပညာကိုအမွေဆက်ခံယူပြီးတော့ဒါသူကလည်းဒါမိုးဝေကိုပြန်ပြီးတော့ဒါအောက်လိုင်းနဲ့ပြန်ပြီးတော့လှုပ်တယ်သူကဒါအောင်ဒါမုံတီးဒါပေါ့မုံတီးရဲ့စိတ်ကိုတကယ်လေးကိုဒါတွေ့ရတယ်ဒီအောက်လန်လောက်တဲ့ဒါနောက်ဆုံးအကျိုးဆက်ပေါ့ဘယ်လိုမျိုးတွေပြန်ပြီးတော့ပေးဆက်ရမယ်ပေါ့သူရဲ့ဒါကန်အီးအကျိုးပေါ့ဒါတေချာလေးကိုဒါတွေ့ရပါတယ်เนาะဒါနောက်ဆုံးအခန်းလေးမှာသူ့ရဲ့ဒါမီမီကိုရဲ့နောက်ဆုံးပြောင်းလဲသွားတဲ့ဘဝအစ်အကွေးပေါ့ဘဝအပြောင်းလဲတဲ့ဒါအများကြီးဒါတွေ့ရပါတယ်တခြားဒါအားဖြည့်တရုပ်ဆောင်တွေရောအရန်တရုပ်ဆောင်တွေရောအဲ့တဲ့တရုပ်ဆောင်တွေရောအရန်ဒါကောင်းကြပါတယ်เนาะသူ့ဟာသူဒါစကားနဲ့ဒါလိုက်ဖက်ပါတယ်ဒီစကားကတော့ဒါကြောက်စရာကောင်းလားဆိုတော့ဒါကြောက်စရာအရန်ကောင်းတဲ့ထဲတော့မပါဘူးเนาะတချို့သူတွေကပြောကြတယ်ဒီစကားကတော့ဒါထွေလာကြည့်ကလေးကအရန်ကြောက်စရာအရန်ကောင်းတယ်တကယ်တမ်းကျတော့ဒါကြောက်စရာအရန်မကောင်းပါဘူးเนาะပုံမှန်ပါပဲเนาะပြီးတော့သူတို့ရဲ့ဒါအတန်ပိုင်းဆိုင်ရာတွေသူတို့ရဲ့ဒါ CGI အသုံးထားတာတွေဒါရဲ့အားလုံးဒါပေါက်ဆက်လိုက်ပြီးတော့ဒါပုံရိပ်သူ့အတန်သူ့အနေနဲ့ဒါဖန်တီးထားတာဖြစ်ပါတယ်เนาะတကယ်အစ်စ်တွေမဟုတ်ပါဘူးเนาะဟိုဒါနားလည်သိရှိထားလို့လားမသိဘူးစိတ်ထဲမှာဒါမကြောက်ဘူးလို့ဖြစ်နေရတာပါတကယ်တချို့မသိတဲ့သူတွေကတော့ဒါကြောက်ကောင်းကြောက်နိုင်ပါလိမ့်မယ်တချို့ဒါကလေးလေးတွေဆိုရင်တော့တကယ်ကိုဒါကြောက်စရာကောင်းရင်ကောင်းမှာပါဒီစကားကိုဒါလေးလာတောက်တန်းရမယ်ဆိုရင်ဒါအမျိုးသားတစ်ယောက်ကဒါအမျိုးသမီးနှစ်ယောက်ကိုဒါမယူတဲ့ကြောင်းဒါအမျိုးသမီးနှစ်ယောက်ကိုယူမယ်ဆိုရင်ဘယ်လိုမျိုးတွေနောက်ဆက်တွဲဖြစ်လာမယ်ဆိုတာရဲ့အဲ့ဒီအမျိုးသမီးတစ်ယောက်ကဒါတခြားအမျိုးကြီးတစ်ယောက်ကိုမကောင်းသောနီလန်းနဲ့အောက်လန်းနီလန်းနဲ့ဒါမလုပ်တဲ့ကြောင်းလုပ်တယ်ဆိုရင်ကိုကနောက်အကျိုးဆက်ဘယ်လိုမျိုးတွေဒါခံစားရမယ်ကြုံတွေ့ရမယ်ဆိုတာလည်းဒါအများကြီးဒါပညာပေးနေတယ်လည်းဒါပြပေးထားတာကြီးတွေ့ရပါတယ်တခြားလူတွေကိုမကောင်းတာကြံရင်ကိုလည်းမကောင်းတာပြန်ခံရတတ်ပါတယ်နော်တကယ်တမ်းကျတော့အိမ်ထောင်မပြုတ်တာကလည်းကောင်းပါတယ်နော်အိမ်ထောင်မပြုတ်ဘူးဆိုရင်အပူပင်ကင်းပါတယ်အိမ်ထောင်ပြုတ်မယ်ဆိုရင်လည်းဒါအမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်တဲကိုပဲဒါယူရပါမယ်နော်ဒါ2ယောက်3ယောက်အပြန်ယူလို့မရပါဘူးနော်ပြီးတော့ဒါမရင်ငယ်မရင်ကြီးလည်းဒါအများကြီးဒါထားလို့လည်းမရပါဘူးနော်ကိုထိန်းပြီးတော့ဒါတစ်ယောက်ကိုတစ်ယောက်တည်းဒါယူရပါမယ်ကိုကဒါ2ယောက်3ယောက်ယူမယ်ဆိုရင်တခြားသူတွေကတော့ကိုကြိုက်မှာမဟုတ်ပါဘူးเนาะဒီမျိုးဒါပြဿနာတွေအများကြီးဒါကြုံရနိုင်ပါတယ်ကိုဆိုရင်ဒါဥပဒေလည်းရှိပါတယ်เนาะဒါ2ယောက်3ယောက်လောက်ယူမယ်ဆိုရင်လည်းဒါဥပဒေနဲ့ဒါညှိဆိုးပါတယ်တရားစွဲလို့ရပါတယ်เนาะတကယ်ကိုဒီစကားလေးကတော့ဒါအရန်ကောင်းတဲ့အတွက်ကြောင့်မို့ဒါကြည့်ရှုသင့်ပါတယ်အထူးသဖြင့်ဒါအိမ်ထောင်ရှိတဲ့ဒါအမျိုးသားအမျိုးသမီးတွေရောဒါအိမ်ထောင်မပြုတ်သေးတဲ့ဒါ single ဒါ FA တွေကအစဒါဘယ်သူမှဆိုဒါကြည့်ရှုသင့်ပါနဲ့ဒါပညာပေးနေတဲ့ဒါကြည့်ရတာတကယ်ကိုတန်ပါတယ်နော်